ရူဘယ်တန်းစုချင်းငွေကိုစုခူးဖို့အတွက်ကစားသမား6ယောက်ဟာနက္ခတ္တဗေဒလေးလာရေးစခန်းကြီးထဲမှာပုံအောင်နေကြပါတယ်။အမဲလိုက်သူရဲ့လက်ကနေ1နာရီကြာအောင်လွတ်မြောက်အောင်ပုံနိုင်ရင်ရူဘယ်တန်းကိုအိမ်ပြန်တည်ဆောင်သွားနိုင်မှာပါ။ပထမမြောက်ကစားသမားအီလီနာမှာတော့စမ်းသစ်တဲ့စိတ်ကူးတစ်ခုရှိနေပြီးလေကားရဲ့အတွင်းဘက်ကိုလျှို့ဝှက်စခန်းတစ်ခုအဖြစ်ပြုပြင်လိုက်ပါတယ်။ခြေတံတွေပဲ့တင်ထပ်မထွက်အောင်ပြင်ဆင်ထားသလိုလက်ဆက်တဲ့အောက်ဆီဂျင်တွေကိုပါအပြည့်အဝထည့်သွင်းထားပါတယ်။အပေါ်ကနေလည်းလေးလံတဲ့ကော်စောကြီးတစ်ခုနဲ့တေချာဖုံးအုပ်ထားလိုက်ပါတယ်။ဒုတိယမြောက်ကစားသမားအိုင်ဗန်ကတော့ပြတင်းပေါက်အောက်ခြေဟာတိတ်ကိုကျယ်ဝန်းတာကိုတွေ့ရှိသွားပါတယ်။သူဟာပြတင်းပေါက်နံရံနောက်ွယ်မှာပုံအောင်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဖုံးကွယ်ဖို့စာအုပ်စင်အတူတစ်ခုကိုအသုံးပြုထားပါတယ်။အဲ့ဒီစာအုပ်စင်ရဲ့အမြင့်တန်းပုံစံဟာနံရံမျက်နှာပြင်နဲ့ကွက်တီတူညီနေခဲ့တာပါ။တတိယမြောက်ကစားသမားအန်နာကတော့ငှက်မွေးတွေတူလောင်တဲ့အခန်းစီထွက်ခွာသွားပါတယ်။သူမအနက်ရောင်ဝတ်စုံအပြည့်ပါတဲ့လင်းနိုးဝတ်စုံကိုဝတ်ဆင်လိုက်ပြီးအနက်ရောင်ငှက်လူသားတစ်ယောက်အဖြစ်ရုပ်ဖြတ်လိုက်ပါတယ်။အထဲမှာပုံနေတာကြောင့်သူမကိုလုံးဝမြင်တွေ့နိုင်ခြင်းမရှိတော့ပါဘူး။သရုပ်ထမြောက်ကစားသမားအလက်စီကတော့လူတစ်ယောက်စာကွက်တီဝင်နဲ့ကျင်းမြောင်းတဲ့လေဝင်လေထွက်ပိုက်လိုင်းကိုလှမ်းတွေ့သွားပါတယ်။ဒါပေမဲ့အတွေ့ခံရနိုင်ခြေတိတ်ကိုမြင့်မားလွန်းနေခဲ့ပါတယ်။ဒါကြောင့်သူကဝင်ပေါက်မှာအကာအကွယ်အဖြစ်မျက်စစ်မိန်ပုံအတူတစ်ခုကိုတက်ဆင်ထားလိုက်ပါတယ်။ပစ္စမမြောက်ကစားသမားစာကေးမှာတော့ရဲရဲနဲ့စိတ်ကူးတစ်ခုရှိနေပြီးအခန်းတကားကိုလုံးဝပိတ်လောင်လိုက်ကခွေးဝင်ပေါက်ကနေတဆင့်အခန်းထဲကိုတွားဝင်ရောက်သွားခဲ့ပါတယ်။ဆဋ္ဌမမြောက်ကစားသမားနီဂီတာကတော့မိဖို့ကြီးထဲမှာပုံဖို့စီစဉ်ထားပြီးဟိုဘက်ဒီဘက်လွတ်နေတယ်ဆိုတာပြသဖို့တစ်ဖက်ကတကားကိုတမင်တကာဟင်းလင်းပွင့်ထားလိုက်ပါတယ်။ပြီးတော့မှအခြားတစ်ဖက်ကလျှို့ဝှက်နေရလေးထဲမှာဝင်ထိုင်နေခဲ့တာပါ။တစ်နာရီကြာအမဲလိုက်ရှာဖွေရေးနိုင်ဆက်ဟာတရားဝင်စတင်သွားခဲ့ပါပြီ။နောက်ဆုံးအချိန်ထိဘယ်သူတွေလွတ်မြောက်ကြံရစ်မလဲဆိုတာခံမှန်းကြည့်လိုက်ကြပါဦး။အမဲလိုက်သူဟာအလက်စီရဲ့အခန်းစီကိုပထမဆုံးရောက်ရှိလာခဲ့ပြီးအနီးကပ်ရှာဖွေဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘေးကန်းထဲကနေချောင်းဆိုးတန်တန်ရုတ်တရက်ပဲ့တင်ထက်ထွက်ပေါ်လာခဲ့ပါတယ်။အမဲလိုက်သူဟာအဲ့ဒီအတန်နောက်ကိုအာယုံစိုက်သွားခဲ့ပါတယ်။အလက်စီကတော့အန်ရီကနေခဏတာလွတ်မြောက်သွားခဲ့ရပါတယ်။အမှန်တော့အဲ့ဒီအတန်ဟာအလက်စီကအမဲလိုက်သူကိုလမ်းလွှဲဖို့အတွက်ဘေးခန်းထဲမှာစပီကာတစ်လုံးအဝေးထိန်းစနစ်နဲ့တက်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အမဲလိုက်သူဟာအတန်ထွက်လာတဲ့အရင်းမြစ်ကိုမရှာတွေ့ပဲနောက်တစ်ခန်းစီကိုပဲကူးပြောင်းရှာဖွေခဲ့ရပါတယ်။အဲ့ဒီအခန်းထဲမှာတော့စာကေးတယောက်လျှို့ဝှက်ပုံအောင်နေခဲ့တာပါ။အမဲလိုက်သူဟာစာပွဲကိုအနောက်ဆုတ်ဆွဲထုတ်လိုက်ပြီးလျှို့ဝှက်ခွေးဝင်ပေါက်ကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါပေမဲ့စာကေးဟာအကွဲကွဲထောင်းကြိုထောင်ကြားတဲ့ကိုတက်ကြက်ဝင်ရောက်ပုံအောင်နေခဲ့ပါတယ်။အမဲလိုက်သူဟာသူ့ကိုမမြင်နိုင်တာကြောင့်လက်လျှော့လိုက်ရပြီးအလက်စီရဲ့အခန်းစီကိုပဲပြန်လည်ဦးတည်သွားခဲ့ပါတယ်။မပြတ်ထွက်ပေါ်နေတဲ့ထူးဆန်းတဲ့အတန်တွေကသူ့ရဲ့တန်တရားကိုပြင်းထန်စွာနှိုးဆွပေးလိုက်ပါတယ်။အမဲလိုက်သူဟာစစ်ဆေးဖို့အတွက်မိန်ဘုံအတူရဲ့ခလုတ်တွေကိုပွင့်လိုက်ပိတ်လိုက်လုပ်ကြည့်ခဲ့ပါတယ်။တကယ်လျှက်စစ်ပုံအစ်စ်လို့ထင်မှတ်ပြီးခြေလမ်းအနှဲငယ်လှမ်းထွက်သွားခဲ့ပေမဲ့ပုံမှန်မဟုတ်တာကိုသတိထားမိသွားပါတယ်။လျှက်စစ်မိန်ဘုံဆိုတာမြေပြင်သားအထိနေလေးမှာဘယ်တော့မှတက်ဆင်လေးမရှိတာကြောင့်ပါ။အမဲလိုက်သူဟာပြန်လှည့်လာပြီးမိန်ဘုံအတူကိုအတင်းအဓမ္မဆွဲဖြတ်ပစ်လိုက်ပါတယ်။အလက်စီဟာပထမဆုံးပြိုင်ပွဲကနေထွက်ခွာလိုက်ရသူဖြစ်သွားခဲ့ပါပြီ။နောက်တစ်ဆင့်မှာတော့အန်နာပုံအောင်နေတဲ့ငှက်မွေးတူလောင်ခန်းစီဝင်ရောက်လာခဲ့ပါတယ်